ဒီကျွန်တော်ကတာဂီရမှာလောက်ကြံခံရတာဒီကားသွားမောင်းတာတာဂီရရန်ကုန်တိုင်းဒေသကြီး6ရက်ကွာဝေဒနီယာ14လက်မှာကားသွားမောင်းတာကျွန်တော်ကလည်းတာဂီရမှာပဲနေတာပဲအဲဒါကျွန်တော်ဘာဖြစ်လာခဲ့လဲဆိုတော့2022မှာကားသွားမောင်းတာဘိုက်ထဲမှာ GPS ပါလာတယ်လူတယောက်ကိုထိန်းချုပ်တဲ့ဆက်မျိုးကျွန်တော်တခါမှမတွေ့ဘူးဒါပေမဲ့ကိုယ်တိုင်ခံစားမှကျွန်တော်သိတာသူခိုင်းချင်တာအားလုံးခိုင်းလို့ရတယ်အဲ့လိုဆက်မျိုးလူကုန်ကူးရဲ့နေရာမှာတုံးတာဒီကောင်ကထိုင်းဘက်ကနေလာတာလို့ပြောတယ်ကျွန်တော်သိရသလောက်ဆိုဒီကောင်ကလူတယောက်ရောင်းစားပြီးသွားရင်ဒီဆက်ထည့်လိုက်တာနဲ့ခိုင်းညင်တာခိုင်းလို့ရတယ်ကျွန်တော်ကပါလာတဲ့အကြောင်းရင်းကမုံကားနဲ့ထည့်ကျွေးလိုက်တာကျွန်တော်လည်းမသိဘူးပါလာလို့ပါလာမယ်2020ထဲဖြစ်တာ2023မှာလူတယောက်ကိုခိုင်းလို့ရတဲ့ဆက်ဆိုတာ2023 17လပိုင်းမှာကျွန်တော်လူတယောက်ခိုင်းလို့ရတဲ့ဆက်ဆိုတော့သိလိုက်ရတယ်အခုဆို2024 2025ရောက်သွားပြီကျွန်တော်4နှစ်ရှိပြီဒါပေမဲ့အခုကျွန်တော်အဖြေရှာလို့တွေ့သွားပြီတရားဆွဲလို့လည်းရသွားပြီကျွန်တော်အစာရင်မှန်ပြောင်းကြည့်လိုက်တာနဲ့တရားဆွဲလို့ရပြီအခုရက်ွက်ထဲမှာလည်းလိန်နာတာလည်းအလုံးပေါ်ပြီဒီကောင်ကသူ့ကိုယ်သူဘာကောင်လို့ညာကောင်လို့လိန်နာတာမဟုတ်ပါဘူးကျွန်တော်ကကာယကရှင်တယောက်ပါဒီကောင်ဘာကောင်မှမဟုတ်စောက်ဖို့ကလား6ရက်ကွက်ဝေးစနေ14လမ်းကဖိုးလင်းလောက်ကျင်တဲ့ကလားနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တရားဆွဲဖို့အတွက်ကိုဒီကောင်တွေကတက်တဲ့အဆိုင်မပြောင်းမကြည့်ဖို့ပေါ့နော်အဆိုင်မပြောင်းတော့ကြည့်တဲ့အချိန်မှာဒီကောင်ကမကြည့်ခင်မှာဒီကောင်ကကျွန်တော်ကိုထောင်ဖမ်းမှုလုပ်နေတယ်ဒီကောင်နေမလွတ်တော့ဘူးဘာလို့ရက်ွက်ထဲမှာလည်းမမြင်ဘူးမကြားဘူးမတွေ့ဘူးအခုကျွန်တော်ဖြစ်နေတဲ့ဖြစ်ရကကျွန်တော်လိုလည်းနောက်တစ်ယောက်ဖြစ်မခံနိုင်ဘူးနော်အဲ့ဒီအခုကျွန်တော်ဖြစ်နေတဲ့ရက်ွက်ထဲမှာအရှက်ခွဲခံပြီးတော့လူကျွန်တော် line မတင်ပြီးသူကဘာကောင်းလို့ညောင်းတော့ line မအမြဲတမ်းတင်တယ်နော်တကယ်ကြတော့ကျွန်တော်ပြောပြီးဒီဆက်ကအတန် recording သွင်းလို့ရတယ်အတန်လူပေါင်းစုံအတန်ကိုထည့်လို့ရတယ်ပြောနေတာကဒီကောင်တောင်းနဲ့ပြောနေတာဖြစ်တဲ့အတွက်လောက်ကျန်လာတာဘာမှပေါင်းမမဟုတ်ဘူးပြောနေတဲ့တနေ့တာတက်နေတဲ့အကြောင်းအရာတွေ video file တွေအားလုံးကလောက်ကျန်လာတာတွေပဲလည်းဖြစ်တဲ့အတွက်ကျွန်တော်စာရင်မြောင်းကြည့်ပြီးသွားရင်ဒီကောင်တွေကိုတရားဆွဲလို့ရပြီဒီနေ့စာရင်မြောင်းကြည့်နှောင်းနေဝင်ဖမ်းရုံပဲအဲ့အတွက်ကျွန်တော်ပတ်စံမရှိဘူးကျွန်တော်ငြိမ်တယ်ဒီကောင်တွေကလုံးဝကျင်းနေပါမလွတ်တော့ဘူးနောက်တစ်ခုရှိတာကဖြစ်ယူဖြစ်စင်မို့လိုယူလို့စင်မဟုတ်ဘူးဥပဒေပြဋ္ဌာန်းချက်မှလည်းမရှိဘူးဘာကောင်းမှလည်းလုပ်ခွင့်မရဘူးဘာကောင်းမှလည်းရောင်းဆောင်လို့မရဘူးဟာလားဘယ်ကောင်းမှလည်းကျွန်တော်တော့ထဲမခံဘူးစဉ်းစားကြည့်ဘယ်သူမှထဲမခံဘူးအိမ်တော်လေးကြားတယောက်ကျွန်တော်ပုံနေဗီဒီယိုဖိုင်တွေအများကြီးရှိတယ်ဆိုရင်စဉ်းစားကြည့်လိုက်ဟာလားအားကြောင့်မို့ကျွန်တော်လုပ်တဲ့ကောင်ကဝေဇန်ရစလေးလန်းကဖိုးလင်းဘာကောင်းမှမဟုတ်အဲ့တော့အတီးပြုချက်ယူလို့ရပြီဘာကြောင့်လဲဆိုတော့ကျွန်တော်၄နှစ်ရှိပြီအခုမှဒီကောင်တွေလောက်ွက်မှားပြီးတော့လူသိရှင်ကြားဖြစ်သွားတာအတီးပြုချက်ယူလို့ရပြီဆိုတော့ဒီကောင်ကိုလည်းဝင်လာမရှင်းရဘူးဆိုတော့သဘောပေါက်လဲတော့ဗျာကျွန်တော်ဒီလောက် line မတင်တရက်ခွက်ထဲနေတာဒီကောင်လာမရှင်းရဘူးကျွန်တော်အခုဖြစ်နေတာကဘိုက်ထဲမှာ GPS ပါနေတယ်ပါလာတာဒါပေမဲ့ကျွန်တော်အခုမှဖြေရှာလို့တွေ့သွားလို့ဆိုင်မှန်ပြောင်းကြည့်တာနဲ့ဝင်ဖမ်းရုံပဲဒါပေမဲ့ကျွန်တော်မှပတ်စံမရှိဘူးလောလောဆယ်မှာအဲ့အတွက်ကျွန်တော်ပတ်စံကိုစောင့်နေတယ်ဒီပတ်စံရတာနဲ့ကျွန်တော်ကဆိုင်မှန်ပြောင်းကြည့်ပြီးဆရာဝန်နဲ့